customer များအတွက်အကောင်းမွန်ဆုံးဘဏ်ဝန်ဆောင်မှုတွေကိုစဉ်ဆက်မပြတ်ပေးအပ်လျက်ရှိပါတယ်။လုပ်ငန်းစဉ်တိုင်းအတွက်ယုံကြည်စိတ်ချမှုတိကျခိုင်မာမှုစိတ်ဆက်သေးချမှုနဲ့အတူခေတ်နဲ့အညီစမ်းသစ်ထားတဲ့ဝန်ဆောင်မှုတွေကိုသုံးစွဲသူတွေရဲ့လိုအပ်ချက်တိုင်းပံ့ပိုးကူညီနိုင်ဖို့ CB Bank ဝန်ထမ်းများကအကောင်းဆုံးဝန်ဆောင်မှုများပေးအပ်နေပါတယ်။ CBB ဟာငွေပေးချေမှုတိုင်းကိုချောမွေ့မြန်ဆန်စေမှာဖြစ်တယ်လို့ငွေလက်ခံသူကလည်း CB Merchant App မှာအချိန်နဲ့တပြေးညီစစ်ဆေးနိုင်ပါတယ်။ CB iBanking နဲ့ဆိုရင်ဘယ်ချိန်ဘယ်နေရာမှာမဆိုငွေကြေးဝန်ဆောင်မှုတွေကိုစိတ်တိုင်းကျစီမံခန့်ခွဲနိုင်ပါပြီ။ CB Bank ကတ်တွေကို CB Card Plus App နဲ့ချိတ်ဆက်အသုံးပြုပြီးအကန့်အသတ်မရှိတဲ့အတွေ့အကြုံတွေရရှိနိုင်ပါတယ်။ CB Prestige Banking ရဲ့ Smart Job Pay Recent နဲ့ CB Prestige Launch တွေမှာတဦးတယောက်တည်းအတွက်တည်တံ့ယူရပြီးစီစဉ်ပေးထားတဲ့ဘဏ်ဝန်ဆောင်မှုမျိုးကိုခံစားရရှိနိုင်မှာဖြစ်တယ်လို့ CB Prestige Client များအနေနဲ့ပြည်ရင်းရောပြည်ပမှာပါအသုံးပြုနိုင်မယ်အထူးခံစား권တွေရရှိနိုင်မှာဖြစ်ပါတယ်။ CB Bank ရဲ့ ATM နဲ့ပေးရိုးဝန်ဆောင်မှုကလစာငွေပေးချေမှုများအတွက်လွယ်ကူစွာစီမံခန့်ခွဲနိုင်မှုကူညီဆောင်ရွက်ပေးနေတယ်လို့ Mobile ATM ကားတွေနဲ့လည်းအခက်အခဲမရှိလစာငွေထုတ်ယူနိုင်အောင်စီစဉ်ပေးထားပါတယ်။နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းများကို CB Bank ကကျေပြန့်တဲ့ Global Network နဲ့တိကျမြန်ဆန်စွာဝန်ဆောင်မှုပေးနေပါတယ်။ဒါအပြင်ကမ္ဘာနိုင်ငံအနှံ့ပြားမှာရောက်ရှိနေကြတဲ့ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ CB Bank ရဲ့မိတ်ဖက်ပါတနာများကတဆင့်ငွေလွှဲပေးပို့နိုင်ဖို့စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ CB Bank ကမိတ်ဟောင်းမိတ်သစ် customer ရဲ့နေ့စဉ်ဘဝလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့စီးပွားရေးလုပ်ငန်းတွေကိုပံ့ပိုးပေးနိုင်ဖို့နဲ့မြန်မာနိုင်ငံရဲ့ Digital ဘဏ်လုပ်ငန်းအနာဂတ်ကိုမြင့်တင်နိုင်ဖို့ဒီဇိုင်းမမတ်စူးစမ်းလျက်ရှိပါတယ်။နှလုံးသားနဲ့ဝန်ဆောင်မှုပေးနေတဲ့ CB Bank